မင်္ဂလာပါခင်ဗျာ USC 371ရဲ့အကြီးမားဆုံး Flyweight Champion လူပွဲကြီးဖြစ်တဲ့ Joshua Ban နဲ့ Alexander Pantoja တို့ရဲ့ rematch ပွဲကြီးအကြောင်းကိုသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမပွဲတုန်းကမကြည်လင်မှုတွေကိုအဆုံးသတ်ဖို့အတွက်ကမ္ဘာအဆင့်ကစားသမား2ဦးရဲ့အားပြိုင်မှုဟာဘယ်လိုဖြစ်လာမလဲဘယ်သူကကပတ်ကိုတိမ့်ပိုက်သွားမလဲဆိုတာဒီဗီဒီယိုမှာအသေးစိတ်ကြည့်လိုက်ကြရအောင်ဗျာပထမဆုံးအနေနဲ့သူတို့နှစ်ယောက်ရဲ့ပထမဆုံးအကြိမ်ဆုံတွေ့မှုကိုပြန်ကြည့်ကြရအောင်ပြီးခဲ့တဲ့ USC 323တုန်းက Joshua Ban ဟာ Pantoja ကိုအလဲထိုးပြီးချန်ပီယံအသစ်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီပွဲမှာ Pantoja ဟာပထမအချီအစောပိုင်းမှာတင်လက်အယူတန်းရသွားခဲ့လို့သူ့ရဲ့စွမ်းဆောင်မှုအစစ်ကိုမပြနိုင်ခဲ့ပါဘူး Joshua Ban ကနိုင်ခဲ့ပေမဲ့ MMA ပရိသတ်အချို့ရဲ့ကြားမှာကံကောင်းလို့နိုင်တယ်ဆိုပြီးတော့ဝေဖန်သံတွေရှိခဲ့ပါတယ်ဒါကြောင့်မို့အခုပွဲဟာ Joshua Ban အတွက်သူဟာကံကြောင့်မဟုတ်ပဲအရေးအချင်းကြောင့်ချန်ပီယံဖြစ်လာတယ်ဆိုတာကိုသက်သေပြရမယ်ပွဲတစ်ပွဲဖြစ်ပါတယ်Pantojaအတွက်လည်းသူ့ရဲ့အစွမ်းစားတွေကိုကပတ်လူကြီးပြန်ပြရမယ်ပွဲတစ်ပွဲလည်းဖြစ်ပါတယ်လက်ရှိချန်ပီယံမြမသွေးစစ်စစ် Joshua Ban ရဲ့အားသာချက်ကတော့အသက်ငယ်ရွယ်မှုတက်ကြွမှုနဲ့မမောမပန်းနိုင်လှုပ်ရှားနိုင်တဲ့ကာဒီယိုပိုင်းဖြစ်ပါတယ်သူ့ရဲ့လက်တီတွဲလုံးတွေကအလွန်မြန်ဆန်ပြီးတစ်ဖက်လူကိုဖိအားပေးထိုးသတ်နိုင်စွမ်းမြင့်မားပါတယ်ပထမပွဲတုန်းကရရှိခဲ့တဲ့ယုံကြည်မှုတွေကလည်းသူ့ကိုပုံမရဲရင်စီမှာဖြစ်ပါတယ်သူဟာအခု rematch အတွက်ပုံမပြည့်စုံတဲ့နီးဗျူဟာတွေနဲ့ပြင်ဆင်လာမှသိကြပါတယ်တစ်ဖက်ကစိန်ခေါ်သူPantojaကတော့လွယ်နဲ့အလျှော့ပေးတတ်သူမဟုတ်ပါဘူးသူဟာကမ္ဘာအဆင့်ဝါရင့် PGG ကစားသမားတဦးဖြစ်ပြီး ground game ခေါ်မြေပြင်ချုပ်ကွက်အတတ်ပညာမှာဆရာတဆူဖြစ်ပါတယ်ပထမပွဲတုန်းကဒဏ်ရာကြောင့်သူ့ရဲ့စွမ်းစားတွေကိုထုတ်သုံးခွင့်မရခဲ့ပါဘူးအခုတစ်ခေါက်ဒဏ်ရာကင်းစင်နဲ့ပြန်လာတဲ့Pantojaဟာ Joshua Ban ကိုမြေပြင်ဆွဲချဖို့အဓိကစူးစမ်းလာမှာဖြစ်လို့ဒါဟာ Joshua Ban အတွက်အကြီးမားဆုံးသတိထားရမယ့်အချက်ပါပဲသုံးသပ်ရရင်တော့ Joshua Ban အနေနဲ့ Pantoja ရဲ့မြေပြင်ချုပ်ပွဲကိုဘယ်လောက်ထိကာကွယ်နိုင်မလဲဆိုတာကဒီပွဲရဲ့အဆုံးအဖြတ်ဖြစ်ပါလိမ့်မယ်မတ်တရက်ထိုးသတ်မှုမှာတော့ Joshua Ban ကပုံမအသာစီးရဖို့ရှိပါတယ်ပရိသတ်ကြီးကောဘယ်သူကအနိုင်ရမယ်ထင်ပါတယ်လဲ Joshua Ban ကပဲကပတ်ကိုဆက်ထိန်သွားမလား Pantoja ကပဲဂလက်စားချီသွားမလားဆိုတာကော့မန့်မှာရေးခဲ့ကြပါဦးခင်ဗျာဒီဗီဒီယိုလေးကိုသဘောကျရင် like and follow လေးလုပ်ခဲ့ပါဦးခင်ဗျာကျေးဇူးတင်ပါတယ်